ကာယေရောဂံကိုယ်မှာဖြစ်နေတဲ့အနာယောဂကိုတိတိခါယသီးခံ၍စိတ်တေရောဂံစိတ်မှာဖြစ်နေတဲ့ယောဂကိုရှိကိစ္စတုပျောက်ကင်းအောင်ကုစားပါလေရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့အနာယောဂဓာတ်ကြီးလေးပါမညီမျှလို့ဖြစ်ပေါ်နေတဲ့ယောဂဝေဒနာကံကြောင့်လည်းဖြစ်နိုင်တယ်စိတ်ကြောင့်လည်းဖြစ်နိုင်တယ်အပူအေးဥတုကြောင့်လည်းဖြစ်နိုင်တယ်အစာအာဟာရကြောင့်လည်းဖြစ်နိုင်တယ်ခေတ်ဆေးပညာအမြင်ရဆိုရင်မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်အဲ့လိုအကြောင်းမျိုးကြောင့်ဒီရုပ်ပိုင်းဆိုင်ရာအစုအဝေးကြီးဖောက်ပြန်တယ်ဖောက်ပြန်မှုကြမ်းထမ်းလို့ရှိရင်ဒုက္ခဝေဒနာကိုပြပြီးတော့ငါဖောက်ပြန်နေတာလေးကိုအစဉ်ပြေအောင်ပြင်ပေးပါဦးလို့ပြောနေတယ်လို့ပဲဘုန်းကြီးကတော့အဲ့လိုလေးနားလည်မိဟုတ်တယ်မဟုတ်လားနာကျင်မှုကိုပြပြီးတော့ပြင်ဆင်ခိုင်းနေတာဘယ်သူကတော့ရုပ်ခန္ဓာကြီးနော်အဲ့ဒါလိုအနာယောဂါတွေဖြစ်လာပြီဆိုလို့ရှိရင်ဘုန်းကြီးတို့စွမ်းအားရှိသလောက်ဇေဝဓာတ်စာဈေးစရာအမျိုးမျိုးသောအကြောင်းတရားတို့ဖြင့်ကောင်းမွန်အောင်ပြင်ဆင်ရမယ်အပြင်ဆင်ရဘူးလို့မဆိုလို့သို့တော့ဘလို့ပဲပြင်ဆင်အခုဖြစ်နေတဲ့ယောဂါကအခုဆေးလိုက်စားဆေးစားလိုက်တာနဲ့အခုယာနုံးမြစ်တခါတည်းပျောက်သွားတာမဟုတ်ဘူးခံရသေးတယ်အဲ့ဒါလိုခံရတဲ့အချိန်မှာဘုန်းကြီးတို့ရဲ့စိတ်ထဲမှာဒေါမနတဝေဒနာစိတ်ဆင်းရဲမှုမဖြစ်ဖို့အတွက်ဘုန်းကြီးတို့ဟာတိခံမှုခွန်အားလိုအပ်တယ်။မနေ့ကတိခံခြင်းကိုဘာနဲ့ဥပမာပေးတာတော့တန်ချက်ကအင်ကြီးနော်တန်ချက်ကအင်ကြီးဝတ်ထားတယ်ဆိုလို့ရှိရင်ပြမကအတွေ့အကြုံတွေလောကရန်တွေဘလို့ပဲကိုယ်ကိုတိုက်ခိုက်လာစေဥတော့ဘုန်းကြီးတို့မထိခိုက်ဘူးမနာကျင်ဘူးအဲ့လိုလေးပြောခဲ့တယ်နော်အခုလည်းပဲဒီမှာကာယေရောဂံတိတိခါယရုပ်ခန္ဓာမှာဖြစ်နေတဲ့ယောဂါကိုသီးခံ၍သီးခံရမယ်ဆိုတာစေမကုရဘူးလို့တရားဆောင်နေဆိုလိုတာမဟုတ်ဘူးဘလောက်ပဲဘုန်းကြီးတို့စေကုသီးခံဖို့ဆိုတဲ့အည်အသွေးကတော့လိုအပ်နေသေးတာပဲသီးခံခြင်းဆိုတဲ့အခန်းကဏ္ဍကတော့အရေးကြီးကိုလိုအပ်နေသေးတာပဲဘုန်းကြီးတို့စေယုံပေါ်မှာစေကုရင်းနဲ့စိတ်တွေဆင်းရဲနေရတာကောင်းသလားမကောင်းပါဘူးစေကူတာကိုပေါ့နော်ရုပ်ပိုင်းဆိုင်ရာဖောက်ပြန်ပျက်စီးမှုကိုစေကူတဲ့အပိုင်းလိုတယ်လို့စိတ်ပိုင်းဆိုင်ရာခရခတ်မှုတွေလျော့ပါဖို့အတွက်လည်းဘုန်းကြီးတို့တိခတ်ခြင်းဆိုတဲ့အရေးအသွေးဟာမဖြစ်မနေလိုနေတယ်ဒါကြောင့်သူကကာယေရောဂံတိတိခါယရုပ်ခန္ဓာမှာဖြစ်နေတဲ့အနာယောဂါကိုတိခံ၍လို့ဒီလိုလေးပြောတာစိတ်တေရောဂံစိကိစ္စတုစိတ်မှာဖြစ်နေတဲ့အနာယောဂါကိုကြတော့ပျောက်ကင်းအောင်ကုစားပါလေတဲ့သူ့ကိုကြတော့သီးခံလို့မပြောဘူးနော်စိတ်မှာဖြစ်နေတဲ့ယောဂါကိုဂိုင်းဖြစ်ပါစေကွာထားလိုက်တော့လို့အဲ့လိုမလုပ်ခိုင်းဘူးနော်သူ့ကိုကြတော့မလုပ်ခိုင်းတော့ပျောက်ကင်းအောင်ကုစားခိုင်းတယ်အဲ့ဒါဘုန်းကြီးတို့ရဲ့စိတ်မှာဘယ်လိုအနာယောဂါတွေဖြစ်နေတာတော့ကိလေသာတရားတွေဟာအနာယောဂါတွေလို့ဒီယောဂီတွေနားလည်ကြပြီလားဟုတ်တယ်မဟုတ်လားဆွဲမဲ့မှုဖြစ်လာတယ်ဆိုရင်ဆွဲမဲ့မှုကပြင်းထန်ရင်ပြင်းထန်တဲ့လောက်စိတ်မှာဖြစ်နေတဲ့ယောဂကိုပြင်းထန်တယ်လို့ဆိုရတယ်မကျေနပ်မှုတွေဖြစ်လာပြီဆိုရင်အဲ့ဒါစိတ်မှာယောဂပြင်းပြင်းထန်ထန်ဆွဲကပ်တယ်မသိမှုဆိုတဲ့အဝိဇ္ဇာတရားကတော့စိတ်ယောဂတွေမှာအခြေခံအကြဆုံးနဲ့ကုစားရအခက်ဆုံးယောဂဖြစ်မယ်လို့ဘုန်းကြီးထင်ပါတယ်စေယောဂနဲ့ပတ်သက်ပြီးတော့အကျဉ်းမြင်ရာဂဒေါသမောဟဒီတရား၃ပါးကိုပြောတာလို့နားလည်စေခြင်းနဲ့ခန့်ငယ်ငယ်ကမှတ်စုစာအုပ်လေးထဲမှာရေးဘူးတာလေးကိုတောင်ဖြတ်ခံတဲ့စိတ်ကအတိတ်ကိုပြန်ရောက်သွားတယ်နော်စေယောဂစေကိုအရက်၃လေးနဲ့ဘယ်လိုခေါ်သေးလဲအယူပဲနော်ဆွဲမဲ့မှုရာကအားကြီးရင်လည်းပဲအဲ့ဒါယူတတ်တယ်တဲ့ရာဂုံမတ္တကအမျက်ဒေါသအားကြီးရင်လည်းယူတတ်တယ်
မင်းတို့ဟဲ့လို့ယူနေတာမျိုးမပေးတော့လည်းပဲတချို့အယူနီနီယူနေတာရှိရနော်ဟုတ်လားပြောချင်တာကစိတ်မှာဆွဲကပ်နေတဲ့ယောဂါတွေဆိုတာဘာတွေကိုပြောတာတော့ဆိုတာလေးကိုသိဖို့ယာကဒေါသမောဟမာနတွေဟာလည်းပဲစိတ်ကိုယူသွတ်စေပါတယ်မနာလိုမှုဝန်တိုမှုတွေကတော့အခါရခက်မှုနဲ့ပါတွဲပြီးတော့ယူသွတ်စေတယ်နော်စိတ်ကိုယူသွတ်စေတဲ့စိတ်ကိုအနာယောဂပိုးများဟာရုပ်ပိုင်းဆိုင်ရာကိုနှောက်ယှက်ဖြစ်စည်းနေတယ်လို့မျိုးစိတ်ကိုပူကပ်ပြီးတော့ဖြစ်စည်းတတ်တဲ့ဒုက္ခပေးတတ်တဲ့ယောဂပိုးများတစ်ဖွဲစိတ်ရဲ့ယောဂတွေကိုဘုန်းကြီးတို့နားလည်ဖို့လိုတယ်နော်အဲ့ဒီစိတ်ယောဂတွေကိုကြတော့ဘာလို့ရမှာလဲတော့ပျောက်ကင်းအောင်ကုစားရမယ်နိလန်းရှားရမယ်ပြောရရင်မြတ်စွာဘုရားရဲ့ဒေသနာတွေဟာစိတ်ယောဂကိုကုဖို့အတွက်ဆေးတွေပဲ